မင်္ဂလာပါဒီဗီဒီယိုရတော့ဒီ Sunday တင်နန်းပေးတော့ဗောနော်ဘလုံးတော့ကံပြီးတဲ့ဗီဒီယိုဖြစ်ပါတယ်ဒါတော့ full set ချစ်သူပွဲမှာဖြစ်ပါတယ်မူနီကတော့မရောက်သေးလက်ဆောင်လည်းကြွေရနေပြီနော်ချစ်သူလေးကဖက်နဲ့ထည့်ဖို့လည်းပြီးတာပါဒီလိုဘလက်ကတော့တင်နန်းမှာရှူရှောင်းဗောနော်ဝူဝါးကြီးလောက်ပြီးတော့ဘလုံးကတော့အမြဲပြီးကြဗောနော်ဘလုံးကကန်တယ်အစားတော့ပါကီကွင်းချိန်ထားမိမယ်ဗောနော်ပါကီကွင်းကရလို့ဒီညက်ကွင်းလေးပဲကန်နော်ညက်ကွင်းကတိတ်တော့ကောင်းပါဘူးခင်ဗျာဒီလိုနဲ့ဖက်နဲ့ပါရှိစကန်တယ်ဗောနော်ဒီနေ့ကမှန်တယ်ပြောရင်မတိက injury ရတာဖြစ်တော့ကန်လာအဆင်ပြေပါဗျာကျွန်တော်ဒူးတစ်ဖက်ကဒူးစစ်လက်ဆွတ်တာတယ်ဗောနော်ဒီနေ့မှာကိုယ့်ကိုယ်တော့တနာပါလေကြည့်ပြီးတော့ဘိန်းနဲ့ပဲစိတ်ကန်နေအောင်နော်ဒါနဲ့အရေးစွန့်ပြီးတော့ဗောနော်ဒီတစ်လုံးကတော့ညာနဲ့လှမ်းကန်လိုက်တဲ့ဂိုးလေးဖြစ်ပါတယ်ဒီနေ့ကတော့ဒါလေးပဲသွင်းရတယ်ဗောဒီမှာတော့ defend လုပ်လိုက်တာဗောနော်တစ်ဖက်လူရမျက်နှာလေးပြန်ထိပါတော့အဲ့ဒီအားလာဗျာဒီနေ့ဘိန်းနဲ့ကန်လာဖြစ်တော့တိတ်အားမရပါဘူးအဆင်မပြေဘူးဗောနော်ချောက်ရင်ဒီမှာတော့ညာရှင်းလေးနဲ့ပဲအနောက်ကပဲအကွက်မြင်ဒီနေ့တော့စော့တယ်ဗောနော်ကျွန်တော်တို့ကလူတွေရတယ်ကောင်းပါတယ်ဒီနေ့မှာကိုယ်တွေဖုံးလိုက်တယ်ဒါကတော့ချမ်းပြေးတဲ့ကောင်လေးပါခဏတစ်ဖက်တည်းစီးပြီးတော့ကန်နေပါတယ်ဘာလို့လုံးမသိပါဘူးဒီမှာကျွန်တော်တို့ကကောင်လေးကောင်းပါတယ်ဒီနေ့ကကန်ချက်ပြပြနေပဲကန်ကြတာပေါ့နော်ကျွန်တော်တဖြည်းအချင်းနေစိုးလာတယ်ပေါ့နော်ဒီနေ့ကတော့အသက်နိုင်ဆုံးကန်ပြီးခဲ့ပါတယ်ကျွန်တော်လုံးဝလည်းလှုပ်လို့မရဘူးပေါ့နော်ဒါနဲ့ပဲပန်းနိုင်ဆုံးသွားပြီးတော့ကျွန်တော်လေးပြန်ပြီးတော့ပြခဲ့တယ်ပေါ့နော်အယူတော့ပြန်ပြတာပါအဲ့ဒါမှအဆင်ပြေတော့